လူပေါင်းမလို့အခုလိုမျိုးအဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေရတဲ့ Patricia မင်းသမီး Patricia ကတော့အခုချိန်မှာလူထုကြားမှာကြားမကောင်းတဲ့သတင်းတွေပြန့်နှံ့နေနေတာဖြစ်ပါတယ်။သူမကမြန်မာပြည်မှာရှားပါးတဲ့အလှတရားနဲ့အတူပရိသတ်တွေရဲ့အသေးကိုအမြဲတမ်းရရှိနေတဲ့မင်းသမီးအနုပညာရှင်ဖြစ်ပါတယ်။ကိုဗစ်ကာလနောက်ပိုင်းမှာအနုပညာအလုပ်တွေနှဲပါစွာပြုလုပ်ခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့အနုပညာအလုပ်တွေပြန်လည်လွတ်ကင်တယ်လို့အလှမယ်လောကတွေကိုလည်းဝင်ရောက်ဖို့အတွက်လေ့ကျင့်မှုတွေနဲ့ပြင်ဆင်လွတ်ကင်နေပြီးတော့ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ရှိနေတဲ့အနုပညာရှင်ဖြစ်ပါတယ်။ဒါပေမဲ့အခုခါမှာတော့ Patricia ဟာ social ပေါ်မှာမြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့မဖြစ်သင့်တဲ့သတင်းနဲ့အတူအရှက်တကွဲအကျိုးနဲ့ရတဲ့သတင်းတွေနဲ့လူတွေရဲ့ရွံရှာခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။မြန်မာ motivation speaker တွေထဲမှာလူကြိုက်များမှုလည်းရှိတယ်လို့လူမုန်းလည်းများနေတဲ့ It's Mint ဆိုတဲ့ social influencer တယောက်နဲ့အလုပ်တွဲလုပ်ဖြစ်ကြတာချစ်ပြီးတော့အခုလိုမျိုးသတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီလူကမလေးရှားနိုင်ငံမှာအခြေချအနေထိုင်ပြီးတော့တက္ကသိုလ်တွေကိုလည်းလူငယ်တွေအတွက်ကြော်ညာပေးလိမ့်ရှိတယ်လို့သူကိုယ်တိုင်ကလည်းကျောင်းတီထောင်ထားတယ်လို့ဆိုပါတယ်။အဲ့ဒီကျောင်းကိုကြော်ညာဖို့အတွက်အခုလိုမျိုး Patricia နဲ့အလုပ်တွဲလုပ်ဖြစ်ကြတာဖြစ်ပြီးတော့ကြော်ညာခအနေနဲ့30ပေးကမလေးရှားမှာအလုပ်အတူတွဲလုပ်ကြတယ်လို့ဆိုပါတယ်။ဖြစ်စဉ်အစမှာ Patricia ကသူမရဲ့ social media အကောင့်မှာစတင်ခဲ့တာဖြစ်ပြီးအဲ့ဒီအစကနေတဆင့်အခုလိုမျိုးသတင်းတွေပြန့်နှံ့သွားခဲ့တာပဲဖြစ်ပါတယ်။သူနဲ့နီးစပ်တဲ့သူတွေစီကတော့အတီမရခဲ့ပေမဲ့ရဲမင်းလွယ်ဆိုသူနဲ့တော့အဆက်အသွယ်ရခဲ့ပြီးဗီဒီယိုဖိုင်တွေနဲ့ဖုန်းပြောမှတ်တမ်းတွေရှိခဲ့ကြတာပဲဖြစ်ပါတယ်။သူမကိုအဲ့ဒီ influencer ကအခန်းထဲမှာပိတ်ကမတော်မတရားပြုကျင့်တယ်လို့မျိုးအပြောတွေလည်းပြောလာခဲ့တယ်လို့အတန်ဖိုင်တွေမှာလည်းမသက်သာတဲ့အတန်တွေပါဝင်နေခဲ့တဲ့အတွက်အခုလိုမျိုးဖြစ်လာခဲ့ကြတာပါအနုပညာမှာလည်းအရေးချင်းရှိပြီးတော့မကြခင်မှာလည်းအလှမယ်ဖြစ်ဖို့ပြင်ဆင်နေတဲ့သူဖြစ်တဲ့အတွက်အားလုံးကတော့သူမကိုလိုတာထက်ပိုပြီးတော့စိုးရိမ်နေခဲ့ကြလာပဲဖြစ်ပါတယ်ဒါပေမဲ့အခုအခါမှာတော့ဒီထင်မြင်ချက်တွေအားလုံးကတခုမှမဟုတ်ပဲသူတို့အဆင်ပြေပြေရှိနေကြောင်းဗီဒီယိုရိုက်က line ပေါ်ကိုတင်ပေးခဲ့ပြီးဖြစ်ပါတယ်။ Patricia အနေနဲ့အဆင်ပြေပြေရှိနေခဲ့ပေမဲ့အားလုံးကမယုံကြည်နိုင်ကြသေးတာဖြစ်ပါတယ်။အားလုံးထင်တယ်လို့မျိုးတခြားကိစ္စတွေလည်းဘာမှမရှိခဲ့ကြောင်းသူမရဲ့ပါဇက်ကိုယ်တိုင်ကနေပြောခဲ့တယ်လို့တခြားသတင်းအမှားတွေဆက်လွှင့်နေရင်လေသက်ဆိုင်ရာနဲ့ရင်ဆိုင်ရမှာဖြစ်ကြောင်းပြောခဲ့တဲ့အတွက်အားလုံးကတော့ခင်မိုးမိုးအေးဖြစ်ကြရပြီလို့ဆိုနိုင်ကြပါတယ်။မလေးရှားနိုင်ငံဟာအသက်အထွက်ဆိုးရင်ရတယ်လို့မိန်းကလေးငယ်တွေနဲ့ပတ်သက်ပြီးတော့အန်ဒီအေများတဲ့အတွက်အားလုံးကတော့ Patricia အိမ်ပြန်ရောက်မှစိတ်ချရမယ်လို့ဆိုနေကြတာပါသူမနဲ့ It's Mint တို့ကတော့နောက်ထပ်ပြုလုပ်မဲ့အလုပ်တွေနဲ့ project တွေရှိသေးတာကြောင့်လည်းပြောသွားသလိုအရာအားလုံးအဆင်ပြေနေကြောင်းကိုလည်းဆိုသွားခဲ့တာပါသူမကိုယ်တိုင်ကကိုအစစ်အတန်းလည်းရှိပြီးတော့အရေးချင်းလည်းရှိတဲ့အမျိုးသမီးဖြစ်တဲ့အတွက်အခုလိုမျိုးလူတွေနဲ့သွားပေါင်းမိခြင်းကအကျိုးရုပ်စေတာဖြစ်ပါတယ်မြန်မာမင်းကလေးတယောက်လည်းဖြစ်တယ်လို့ပန်းကောင်းတစ်ပွင့်လည်းဖြစ်တဲ့အတွက်အခုလိုမျိုးအရှက်ရစေတဲ့သတင်းစိုးကြီးနဲ့လူတွေရဲ့အာယုံစိုက်နေရတဲ့မင်းသမီး Patricia နဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကို comment မှာဝေမျှခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါနေရှင်